ဒီနေ့ကတော့ကြက်ဥဟင်းကောင်းကောင်းလေးစားခြင်းနေသူတွေအတွက်လုံးဝညှိနှဲမရပဲတထုံထုံနဲ့ဝါစားလို့ကောင်းတယ်ကြက်ဥတုံးစီပြန်မဆလာချက်လေးရဲ့ငပိပစုံကြောက်လေးနဲ့နှက်ထားတဲ့ခရမ်းသီးနှက်လေးရဲ့နဲ့သမင်းစားမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်နဲ့အတူစားချက်အောင်နော်ခရမ်းသီးလေးတွေကလှီထားတာကြာဝိုင်းမဲသက်တာမို့လို့ချက်ခံသီးမှာပဲလှီချက်တာပိုကောင်းပါတယ်ကြက်ဥလေးတွေကိုဈေးကဝယ်လာတော့တရေလောက်ဆေးထားပြီးတော့စားနဲ့ရေနဲ့ထက်ထည့်ပြီးတော့တေချာပို့ဆေးပေးပါမယ်ရေကြည်သွားသည့်အထိပြန်ဆေးချပြီးွားရင်တော့ကြက်ဥလေးတွေကိုအထုံးလေးလုပ်ပေးထားပါမယ်ကြက်ဥလေးတွေကိုထုံးတဲ့ပုံစံအများကြီးရှိပေမဲ့ကျွန်တော်ကတော့ခောက်တုတ်ကွင်းလေးလုပ်ပြီးတော့ပြန်ထုံးထားပါတယ်ထုံးလေးလေးကတော့ဗီဒီယိုလေးထဲမှာပဲတေချာလေးကြည့်ပြပါနော်ပြောလိုက်မှပို့ရှုပ်သွားမှာဆိုလို့ပါပြီးရင်တော့နောက်ဆုံးအစားနှစ်ဖက်ကိုပြန်ချီလိုက်ရင်တော့ကြက်ဥထုံးလေးလည်းရပါပြီအခုလိုလေကြက်ဥလေးတွေကိုထုံထားပြီးွားရင်တော့ကြက်သွန်အနီအဖြူစပလင်ဂျင်းတို့ကိုထောင်းထားပေးပါမယ်ပြီးရင်တော့ထောင်းထားတာလေးကိုစနွင်းလေးနဲ့စီတက်ပေးပါမယ်အနက်လေးမှုေးလာအောင်စီတက်ပြီးရင်တော့ငရုတ်သီးအယောင်တင်မုံလေးပါထည့်ပါမယ်နော်ငရုတ်သီးနဲ့လေးပြအောင်စီတက်ပြီးွားရင်တော့ကြက်ဥထုံးလေးထည့်ပါမယ်ကြက်ဥလေးတွေကိုအနှစ်နဲ့တေချာလေးနှောက်အောင်မှွေပေးရပါမယ်နော်ခဏလောက်မှွေပြီးရင်တော့မဆလာနဲ့စားအရသာမုံလေးပါအနည်းငယ်ထည့်ပြီးတော့လှိမ့်ပေးလိုက်ပါမယ်အနမ်းရတာဝင်အောင်လို့တေချာနာနာလေးလုံးပြီးွားရင်တော့ရေမြောက်အောင်ထည့်ပြီးအဖုံးအုပ်တည်ထားလိုက်ပါမယ်နော်အဖုံးတည်ထားချိန်မှာတော့အိုမကအောင်လို့အနှဲငယ်မှွေးပြီးတော့ရေခမ်းလာအောင်တည်ထားပေးရပါမယ်နော်နောက်ဆုံးရေခမ်းစီပြန်လာပြီးဆိုတော့မှအရသာလေးမြည်ပြီးတော့မဆလာလေးပါဖြူပါမယ်ပြီးရင်တော့ပြင်းတော်တိန်ရွေလေးပါထည့်လိုက်ရင်တော့လုံးဝညှိနှမ်းမရှိပဲနဲ့တထုံထုံနဲ့စားကောင်းတဲ့ကြက်ဥတုံးမဆလာချက်လေးလည်းရပါပြီကဲအခုကတော့ဟင်းခတ်ထားပြီးတော့ခရမ်းသီးလေးနှက်ပါမယ်ခရမ်းသီးလေးတွေကိုအညာဖြတ်ပြီးတော့ထိပ်ပိုင်းလေးတွေကိုလေးစိတ်ခွဲထားလိုက်ပါမယ်အိုရက်စီနဲ့ငယ်ထည့်ပြီးကြက်သွန်အနီအဖြူငရုတ်သီးစိမ်းထောင်းထားတာကိုစနွင်းလေးနဲ့စီတက်ပေးပါမယ်ပြီးရင်တော့ငပိစိမ်းစားရေဖြော်လေးပါထည့်ပါမယ်ငပိနဲ့ပြောက်ပြီးဆိုတော့မှပစုံကြောက်ထောင်းထားလေးပါထည့်ပါမယ်နော်ပြီးရင်တော့ရေထဲလိုက်ရင်အနှစ်တိုက်အနေထားလေးရပါပြီအခုလိုအနေထားလေးရရင်တော့ခရမ်းသီးလေးတွေကိုထည့်ပြီးတော့အနှစ်နဲ့တေချာလေးလုံးပေးရပါမယ်ပြီးရင်တော့စားအရသာမုံလေးပါထည့်ပြီးတော့နှောက်အောင်မှွေပေးလိုက်ပါမယ်ခဏလောက်မှွေပြီးရင်တော့ရေမြမြထည့်ပြီးတော့အဖုံးအုပ်ပြီးနှက်ထားလိုက်လို့ရပါပြီနော်အခုအနေထားလေးကတော့ခရမ်းသီးလေးနူးဖို့ကြံနေသေးတာမို့လို့ထပ်တည်ထားလိုက်ပါမယ်နောက်ဆုံးရေဆက်ကျဲအနေထားလေးနဲ့ခရမ်းသီးလေးနူးပြီးဆိုရင်တော့အနံလေးမှုေးသွားအောင်လို့ပင်စိန်လေးပါအုပ်လိုက်ပါမယ်ကဲဒါဆိုရင်တော့ဆက်လေးနဲ့အရသာထိမိတယ်ခရမ်းသီးနဲ့အီလေးလည်းရပါပြီနော်အဲ့တော့ထမင်းစားဖို့ပြင်လိုက်ပါဦးမယ်ဗျာကဲအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ကတော့အင်ရှင်မရေလည်းတော်တော်များဆိုရင်ပေါ့နော်ဒါကြက်ဥရာစားခြင်းကြပြီမဲ့တိတ်ပြီးတော့မချက်စားကြဘူးပေါ့နော်အဲ့တော့ကြက်ဥချန်ကြီးလေးကိုလည်းကျွန်တော်ဒီနေ့ဝင်ပြပေးထားတယ်စီပြန်ပုံစံလေးကိုမှလုံးဝညှိနှံလည်းမရပဲနဲ့အရသာရှိတဲ့ပုံစံလေးပေါ့နော်ဒီဘက်ကတော့ခရမ်းသီးလေးတွေကိုငပိငရုတ်သီးကြက်သွန်ဖြူကြက်သွန်နီလေးနဲ့ပေါ့နော်ထောင်းပြီးတော့ချက်ထားပဲဖြစ်ပါတယ်အရန်ကောင်းပါတယ်တော့ဆက်ကြပါဦးဆယ်ပြီနော်ကျုပ်တော့စီပြန်ချက်လေးရတယ်လုံးဝညှင်းနှဲမရှိပဲနဲ့ဟိုမှာမဆလာနဲ့မှုမွေးလေးနဲ့ထောနဲ့ရှယ်ပဲခရမ်းသီးလေးကဲကျွန်တော်ဒီနေ့ကတော့ကြက်ဥတုံးစီပြန်ချက်လေးရယ်ဒီဘက်ကခရမ်းသီးနှက်ကိုမှရခိုင်ရက်ပုံစံလေးချက်ပြသွားပဲဖြစ်ပါတယ်တကယ်လဲစားလို့မိန်တဲ့ပုံစံလေးပေါ့နော်အဲ့တော့ကျွန်တော်ဗီဒီယိုကျွန်တော်ဒီမှာပဲဆုံးသက်လိုက်ပါမယ်နောက်လဲကျွန်တော်ဘယ်လိုပုံစံလေးချက်ပြစားပြအောင်လဲဆိုတော့စောစောကြည့်ပါဦးတတာ